ဆိုင်ပုတ်ကတိမ်မပေါက်ရမားတယ်ကွန်းတွေမထွေးရမားတယ်အမိုက်မပြေးရမားတယ်မြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ဆိုင်ပုတ်မသိဘူးကွာမသိမချင်းမထားမြန်မာနိုင်ငံမှာအများဆုံးတွေ့ရတဲ့ဆိုင်ပုတ်ကတက်ပိုင်နေမကျူးကြော်ရမဲမင်းတို့ငါတို့အခုနေတဲ့နိုင်ငံကိုဘာနိုင်ငံတော့ခေါ်တော့မြန်မာနိုင်ငံမားတယ်ဘာမေးရှာဘာတော့ဘာမေးအကုန်ရှာလို့ဘာမေးရှာဟာဘာမေးရှာလို့ဘာမေးရှာလွတ်တော်ဆိုတာဘာကိုပြောတာနိုင်ငံရဲ့ကောင်းကျိုးဆိုးကျိုးအရေးအရာအဖုံဖုံကိုဆွေးနွေးတဲ့နေရာကလွတ်တော်မားတယ်ဘာတော့မှတ်ထားလူအပေါင်းစုဝေး၍အိမ်ငိုက်သောနေရာကိုလွတ်တော်ဟုခေါ်ပါသည်ဟာတေချင်းတို့လွန်နေပြီနော်မြန်မာနိုင်ငံမှာရှိစရာအကောင်းဆုံးစာဘာစာလဲမြန်မာနိုင်ငံမှာရှိစရာအကောင်းဆုံးစာကအကြည်တော်တို့ဘာလို့ရေးတဲ့ဟာတစာအုပ်တွေမှားတယ်ဘာတော့ဆိုငါပြောပြလိုက်ရင်မင်းမှရည်ကျင်သွားမယ်ပြောမြန်မာနိုင်ငံမှာရှိစရာအကောင်းဆုံးစာကမြန်မာအားကစားကဘာကိုလွှမ်းစေရမည်အေးဟာရည်ရတယ်လို့တော့ရှိတာဟောတေချာလို့တော့ပြောမော်တော်ပီကဘယ်လိုခေါ်လဲရှင်ထိန်လို့ခေါ်တယ်မားတယ်ဘော်လီလို့ခေါ်တယ်ဟောဘာဆိုင်လို့ဟာမော်တော်ပီကဘာထိန်ရှင်ထိန်တယ်ဘော်လီကဘာထိန်နို့ထိန်တယ်ရှင်ထိန်တာတူပဲဘာပြောရိုက်ခံမယ်တူတော့ကိုပြောချင်တာပြောမယ်ကွာဟဲ့အောင်နို့ထိန်အကြီးပဲဟာငါလာပြီးမနောက်တယ်ကြောင်သွားပြီမင်းနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုသိပါသလားမင်းယူလို့မေးတာဒီချက်တော့မင်းရိုက်ခံရပြီမြန်မာမဟုတ်ဘူးကဘာကသိတယ်ဒေါ်အောင်ဆန်းစုကြည်ဟုတ်ပြီဒေါ်စုကြည်အဖေနာမည်ကိုပြောပြပါလွတ်လပ်ရေးပါခင်အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းထိန်လင်းဟဲ့အဲ့ဒါငယ်နာမည်လေးဟဲ့ဘယ်နာမည်နဲ့ချကြပါကွာမင်းအစိုးရဆိုတဲ့အတိတ်ပဲကိုပြောပြအစိုးရဆိုတာမြန်မာနိုင်ငံကိုအုပ်ချုပ်တာအစိုးရမှားတယ်ဘာတော့မှတ်ထားအစိုးရဆိုတာအစပဲရိုးလို့အစိုးရလို့ခေါ်တာဟာဒါကြောင့်စုလေဖျားရှိမှာဘုန်းကြီးတွေတနက်နဲ့ပြတ်တာပေါ့မေးဝတ်ကိုဘလို့ပေါင်းတော့ PIG ပစ်လို့ပေါင်းရပေါင်းအိုးနဲ့ပေါင်းဟာဘာကောင်းလဲလူတကောလုံးကိုခလုံးမထိစူးမကြီးအောင်စောင့်ရှောက်တဲ့နတ်ကဘာနတ်တော့ကိုစောင့်တဲ့ဖနတ်ဟဲ့ဆရာကြီးဘာလို့ကွာကဘာပေါ်မှာလူအ ਨੇ ဆုံးဆန်းတဲ့ထောင်အေးစိန်ထောင်နိုင်ငံရေးကျင်းသားတွေလွတ်လိုက်လို့ချက်နောင်လင်မြောင်းရောက်တဲ့ကန်တော်ကွက်ထွက်တယ်ကဘာပေါ်မှာအကြီးဆုံးလိတ်ကဘာလိတ်အင်္ဂလိပ်အမင်းဩကားတွေကြည့်တော့သိတာပေါ့အဲ့ဒီအခွေကမင်းငားတာလေဟာငါတောင်းကြည့်တော့မပေးပြဘူးမေးဘိုးကျုပ်အောင်ဆန်းတဲ့အတူကြာဆုံးသွားတဲ့အာဇာနည်9ဦးရဲ့နာမည်ကိုမှန်အောင်ပြောအဲ့ဒါတော့သိတယ်ဒီတော့ဥပချိုမှန်တယ်အမင်းငေါ့မှန်ရင်မချနိုင်ဘူးမင်းအများကြီးရိုက်ချင်လို့အများကြီးမေးတာပေါ့ဟာ